ကျွန်တော်တို့ရဲ့မြန်မာမင်းကြီးတယောက်ကထိုင်းစစ်တပ်စကန်တွေကိုဆိုင်ငယ်နဲ့လော်ကြီးနဲ့ဝင်းလာခဲ့ပြီးတော့ကျမကိုလက်ထိတ်ခတ်ပေးပါဆိုတဲ့အမှုရနဲ့အရင်ဆုံးပြသခဲ့ပါတယ်ဒီဖြစ်စဉ်လေးရဲ့နောက်ွယ်မှာကြားရတာတဲ့ပို့ပြီးတော့ကြောက်ဖို့ကောင်းတဲ့အကြောင်းရှိပါတယ်ဖြစ်စဉ်ကဒီလိုဗျဇူလိုင်လ12ရက်နေ့ည8နာရီခွဲလောက်ကထိုင်းနိုင်ငံငကော့ပရုံခန်ကစစ်တပ်စကန်ကူမှာဖြစ်ပွားခဲ့တာပါငကော့ပရုံမှာရှိတဲ့စစ်တပ်စကန်တွေကိုဆိုင်ငယ်နဲ့လော်ကြီးနဲ့ဝင်းလာခဲ့ပြီးတော့ကျမကိုလက်ထိတ်ခတ်ပေးပါဆိုတဲ့လက်ဆက်တန်းပြီးတော့အမှုရနဲ့လုတ်ပြလိုက်လို့ထိုင်းစစ်တပ်တွေမှာတာဝန်ကျနေတဲ့လုံခြုံရေးဖွဲ့တွေကအံ့ဩသွားခဲ့ရပါတယ်။နောက်ပိုင်းမှာဒီကောင်မလေးရဲ့စကားမတက်လို့စကားပြန်နဲ့ခေါ်ယူမေးမြန်းခဲ့တဲ့အချိန်မှာတော့ဖြစ်စဉ်အမှန်ကိုလုံခြုံရေးဖွဲ့တွေကသိရှိခဲ့ရပါတယ်။ဒီဖြစ်စဉ်လေးကတော့ကျွန်တော်တို့ရဲ့အသက်26နှစ်ရွယ်ရှိတဲ့မြန်မာမိန်းကလေးတစ်ယောက်ကဖေးဘိုကနေပြီးတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတစ်ယောက်နဲ့ခင်မရင်းနှီးခဲ့ပြီးတော့ငကော့ပရုံမှာအလုပ်ရမယ်ဆိုပြီးတော့ဒီမိန်းကလေးကိုအဲ့အမျိုးသားကခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ကချနဘူရီဖျားသုံးသူနေဆက်ကနေပြီးတော့ပွဲစားနဲ့ခေါ်တက်လာခဲ့ပါတယ်။ထိုင်းနိုင်ငံကိုရောက်လို့ရှိရင် तू ကအလုပ်လုပ်ရမယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့အလုပ်ကမရသေးပါဘူးအဲ့ဒီစားသူ့ကိုခေါ်ခဲ့တဲ့မျိုးသားကသူ့ကိုခန်းထဲမှာပိတ်အောင်ထားပြီးတော့အလိုမတူဘဲနဲ့တာမယာပြူချင်းခဲ့ပါတယ်ပြီးလို့ရှိရင်သူ့ကိုဇနီးမယာလုပ်ဖို့အတွက်လည်းအတင်းနေဖိအားပေးနေခဲ့ပါတယ်ဒါနဲ့ဒီကောင်မလေးကတင်းရက်တည်း9ရက်လောက်ဒီခန်းထဲမှာကြာသွားခဲ့တာဖြစ်ပါတယ်ဇူလိုင်လ12ရက်နေ့ကျတော့ဒီမိန်းကလေးကသူ့ကိုကျွလွန်ခဲ့တဲ့မြန်မာနိုင်ငံသားစက်ရုံကနေပြန်လာပြီးတော့ရက်မူးပြီးတော့အိပ်ပျော်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတော့ဒီမိန်းကလေးကသူ့ကိုကျွလွတ်လိုက်တဲ့လူမှရှိတဲ့ဖုံးရဲဆိုင်ကယ်ရဲကိုယူပြီးတော့သူကထွက်လာခဲ့တာပါအဲ့ဒီအချိန်မှာသူ့ရဲ့လက်ထက်မှာဘတ်ငွေ30ပဲပါတဲ့အတွက်ဆိုင်ကယ်စီဘိုးကိုဘတ်ငွေ30ဘိုးလောက်တင်ဖြည့်သွင်းခဲ့ပြီးတော့သူမသိရဲ့လမ်းကိုသူကစန်တန်မန်တန်နဲ့မောင်းနေလာခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့မျက်လုံးထဲမှာစစ်တပ်စကန်ကိုတွေ့ရှိလိုက်တာကြောင့်ဒီစစ်တပ်ဖွဲ့ကြီးလုံခြုံရေးဖွဲ့ကြီးရှိတဲ့နေရာကိုသူကဝင်ရောက်သွားပြီးတော့အခုလိုမျိုးပဲလက်နှစ်ဖက်ကိုရှေ့တန်းပြီးတော့ကျမကိုဖမ်းမဆိုတဲ့ပုံစံမျိုးနဲ့သူကလှုပ်ပြခဲ့တာပါသူ့မှာလည်းထိုင်းကမတက်တဲ့အတွက်စကားပြောင်းခေါ်ယူမေးမြန်းခဲ့ပြီးတော့မှဖြစ်စဉ်မှန်ကိုဒီလုံခြုံရေးဖွဲ့တွေကသိရှိခဲ့ရတဲ့အချိန်မှာတော့ဒါရဲတပ်ဖွဲ့ကိုခေါ်ပြီးတော့သူ့ကိုကျွလွန်လိုက်တဲ့လူကိုဒါဆက်လက်ပြီးတော့စုံစမ်းနေစေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဖြစ်တဲ့ကောင်ရဲ့လုပ်ရက်ကတော့တော်တော်လေးကိုလူသားမဆန်တဲ့လုပ်ရက်လို့ပဲပြောရမှာပါနှမသားချင်းကိုချင်းမဆာနာနဲ့အခုလိုမျိုးတိုင်းတစ်ပါးမှာရွှေမရှိမျိုးမရှိလာတဲ့သူတယောက်ကိုအခုလိုမျိုးခဏမှပိတ်လောင်ထားပြီးတော့အလုတ်ရှောက်ဝယ်မပေးဘဲနဲ့သူ့အတွက်သားမရလှုပ်ပေးဖို့အတွက်အတင်းချက်တွေဖိအားပေးပြီးတော့တောင်းဆိုခဲ့တာကြောင့်ဒီကောင်မလေးကကြောက်လန့်ပြီးတော့ထွက်ပြေးလာခဲ့ပြီးတော့အခုလိုမျိုးသားများပြုတ်ကျခံရမယ်စားကျမကိုဖမ်းလိုက်ပါဆိုတဲ့ပုံစံမျိုးနဲ့စစ်တပ်ထဲကိုဝင်ပြီးတော့လမ်းတစ်ဖက်ကိုရှေ့တန်းကျမကိုဖမ်းဆီးပေးပါဆိုပြီးတော့တောင်းဆိုခဲ့တဲ့အထိကိုဘယ်လောက်တောင်မှကြောက်ဖို့ကောင်းနေပြီလဲဆိုတော့ခံမှန်းလို့ရပါတယ်ကျွန်တော်တို့ရဲ့မြန်မာမိန်းကလေးတွေဒီလိုကောင်မျိုးတွေကိုရှောင်ရှားဖို့ပြီးလို့ရှိရင် Facebook ကနေပြီးတော့အလုပ်ရှာဖွေပေးမယ်ဆိုပြီးတော့ရှောက်ပြီးတော့ထင်ကြီးတွေရှောက်ပြောနေတာတွေဟိုခိုင်မမှုဘာမှတတ်သိထော်တာမရှိဘဲနဲ့ပုံစံမျိုးတွေဒါမျိုးတွေမြုံကြည့်ကြဖို့လိုပါတယ်တကယ်လို့များပြည်ပနိုင်ငံကိုအလုပ်ထွက်ခွာမယ်ဆိုလို့ရှိရင်ကိုလို့လုံးမဲ့ကုမ္ပဏီရဲ့နာမည်နေရာပြီးလို့ရင်ယုံကြည်စိတ်ချရတဲ့သူတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှတကယ်စိတ်ချပြီးဆိုတော့မှဒါလည်းတွားရောက်အလုပ်လုပ်ကင်မှုအတွက်ကျွန်တော်ဒီသားနေပြီးသတိပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ညီမတွေအမတွေဒီတရင်ကနေပြီးသင်ခန်းစာယူကြပါဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့စုံစမ်းရေးကဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်နောက်တဲ့သတင်းတူတွေတွေ့လို့ရှိရင်ကျွန်တော်ထပ်မံပြီးတော့မိတ်ဆွေလာရောက်တင်ဆက်ပေးသွားပါမယ်ဒီလိုဖြစ်စဉ်တွေကများလာနေတော့ဒီဗီဒီယိုကိုလည်းမိတ်ဆွေတို့သိအောင်မျှဝေပေးပါဦးဖေအိုကနေလောက်ခေါ်တာတွေကိုယုံမယုံဘလို့စည်ရတင်လဲဆိုတာတွေကိုကျွန်တော်ကကွန်မန့်ဘောက်လေးထဲမှာရေးသွားပေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်သတင်းသစ်တွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်